လေးစောပါမင်္ဂလာပါနော်ဒီနေ့တချင်ကအထက်တစ်ထက်လဲပေါ့နော်ချုပ်နေရစိတ်အတွေးပေါက်သွားလို့ဘာလဲဆိုတော့ဖောင်းချောင်းလေးလောက်တာပေါ့နော်ဖောင်းအိတ်ကလေးကိုမှဖောင်းချောင်းကလေးပါတယ်ဖောင်းအိတ်တော်တော်များများဆက်ဆိုင်နေမှာချုပ်လို့မရဘူးလို့အမြဲတမ်းလာပြီးတော့ပြောတယ်ဒါကြောင့်ယူနီဖောင်းပေါ့နော်အဲ့လေကိုဖောင်းချောင်းလေးတက်တာပြမယ်ဒါလေးကတို့ဒီမှာဖောင်းချောင်းလေးညှက်ထားတယ်သူ့ရဲ့အရှိကကြောင့်သူကဖောင်းအိတ်ကလေးကိုအရန်အကျယ်ကြီးမကြိုက်ဘူးလေးလက်မလောက်ပဲကြိုက်တယ်ဆိုတော့သူကဒီရဲ့ဖောင်းချောင်းလေးကဒီမှာဒါဒီလိုအပြန်နှစ်လက်မခွဲယူထားတယ်နောက်ပြီးတော့ဒီရဲ့အရှိကကြတော့တို့ကလေးလက်မပဲလုံးမှာဆိုတစ်ဖက်ကိုတီစာတစ်လက်မယူပြီးတော့ဒီဟာ6လက်မညှက်ထားတယ်ဒီရဲ့အရှိလေးကနော်6လက်မညှက်ထားတယ်ဖောင်းအိတ်ကလည်းအထဲကတို့ကအိတ်က2ခုစီဆိုတော့ဒီမှာအတူလေးတစ်ခုအရှိလေးတစ်ခုဒါချုပ်တဲ့ချိန်ကြတော့ကွာဒီအရှိလေးကလေတိုးသွားတက်လို့တို့အပေါ်နဲ့အောက်နဲ့ဆက်တဲ့ချိန်ကြတော့လေအဲကြောင့်မို့အရှိလေးကတစ်ခုသူ့ရဲ့အရှိရဲ့ဒီရဲ့အကျယ်က6လက်မသူ့မှာလည်းဒီရဲ့အကျယ်6လက်မဒီရဲ့အပေါ်နဲ့ဒီရဲ့ပေါ်နဲ့သူက1လက်မกว่าသူက8လက်မ40သူက9လက်မ40ဒီရဲ့အရှိကကြတော့ကိုယ့်ရဲ့အင်ဂျီခါအရှိနဲ့တိုင်းပြီးတော့ယူထားတာမို့သူကဖုံးလေးတစ်လုံးလောက်ထည့်လို့ရတယ်ဆိုရင်အဆင်ပြေတယ်ဆိုရင်ရပြီအဲဒါဆိုသူကကြတော့ခါကအရင်မရှိဘူးအရက်ကလည်းပူတော့လေ20လက်မလောက်ခါရှိပေါ့နော်ဒီလိုလေးအဲ့ဒါကိုခါနေရလေးရလုပ်ပေးပါဆိုတော့တို့ကဒီမှာပခုံးကနေထိတ်ကိုဒါ15လက်မပေါ့နော်သူ့ရဲ့ခါနေရပေါ့ဒါတယောက်နဲ့တယောက်ကမတူဘူးဆိုတော့လေခါလေးကိုတော့တစ်ချက်တန်းကြည့်ပြီနော်ဒါခါနေရလေးမှာဒါဖောက်အိတ်နေရလေးချထားတာပါဟိုဘက်ဒီဘက်ညင်အောင်လို့တစ်ခါတည်းညှိထားတာပါနော်အဲဆိုဖောက်အိတ်ဖောက်တဲ့ဟာလေးချုပ်တဲ့ဟာလေးပြမယ်နော်ဒီမှာဆက်ချုပ်မယ်နော်ချုပ်တဲ့ချိန်ကျဒီဖောင်းချောင်းလေးမှာလေဒီမှာကိုလိုချင်တဲ့အရှိပေါ့နော်သူက၄လက်မယူမှာဆိုတော့မရှယ်ကတော့၄လက်မမှတ်ထားတယ်၄လက်မရဲ့ဒီအောက်မှာလည်း၄လက်မမှတ်ထားဆိုတော့သူနဲ့သူနဲ့အားတို့ဒီမှာစုံမညင်အောင်လို့ဒီဘက်နဲ့ဒီဘက်ကိုဒီမှာတေချာလေးတိုင်းပြီးတော့တို့ချလိုက်မယ်နော်ချပြီးဆိုလို့ရှိရင်တို့ချုပ်ပါမယ်ချုပ်တဲ့အချိန်ကျတော့အောက်ကဟာလေးတွေနည်းနည်းလေးဖက်ထားမယ်ဖက်ထားလို့ဒီမှာတိလေးဟိုဘက်နဲ့ဒီဘက်ကညီရမှာဆိုတော့နော်ဟိုဘက်နဲ့ဒီဘက်လွဲလို့မရဘူးဒီမှာမှတ်ရလေးတေချာလေးကြည့်ပြီးတော့ကြည့်ပြီးလို့ရှိရင်တို့ဒီမှာဖောင်းချောင်းလေးကကြတော့လေအရင်အကြီးမဟုတ်ဘူးဒီဘီတပြားစာလေးပေါ့နော်2စိတ်လောက်ပေါ့လက်မနဲ့ဆိုလို့ရှိရင်2စိတ်လောက်ဒီ2စိတ်လောက်ကိုညီလေးချုပ်ရပါမယ်ကြားပါမယ်ဒီမှာလေးလက်မကိုတို့ကြော်လို့မရအောင်နော်အတိပဲတပေါက်ကလည်းကြော်လို့မရဒီလိုလေးတိလေးချုပ်လိုက်ပါပြီအဲ့တော့ဒီဘက်ဆန်းကိုလည်းအဲ့လိုချုပ်ပါမယ်ဒီဆန်းကိုလည်းခုနချုပ်ထားတဲ့အတိုင်းတပေါက်စာမှာကြော်လို့မရတဲ့အတွက်ကိုတခြားလေးတော့ချုပ်ပြီနော်တပေါက်ကြော်လားဒီလေးရပြီဆိုတော့ရှင်အော်ရှီတင်းထားတာမေ့ပြီဒီမှာဒါလေးကိုတစ်ချက်နှိုင်းကြည့်ပါနော်ဒီလိုလေးတန်းနေရမယ်ဒီဘက်ကလည်းဒီလိုတန်းနေရမယ်โอเคအဲ့ဒါဆိုရပြီဆိုလို့ရှင်တော့တက်ကြည့်ခွဲပါမယ်သူရဲ့အလဲကိုဒီဖောင်းချောင်းရဲ့အလဲကိုတက်ကြည့်ခွဲချလိုက်ပါမယ်အောက်ကအစမပါသေးဘူးနော်အောက်ကအထက်မပါဘူးပြီးတော့အဲ့အထက်ကိုညှပ်ဖို့အတွက်ကြတော့ဒီလိုဒါအောက်ကနော်အောက်ကဒီရဲ့အင်ဂျီကိစ္စကိုလည်းညှပ်ထုတ်ရပါမယ်ဆိုတော့ညှပ်ထုတ်ခွဲလိုက်ဆိုရင်ဒီမှာအဲ့ဆန်းဒါခွဲလိုက်ရှင်ခုတတိထားမှာကြတော့ဆယ်တော့ဒီမှာသူ့ရဲ့ဒီရှီဆုံးရလေးပေါ့နော်အဲ့ရှီဆုံးရလေးကိုဒီမှာဒီဟာလေးနဲ့ဒါနဲ့6စိတ်လောက်ခွာပြီးတော့မှဒီလိုလေးထောက်နာလေးကိုယူချအောင်တောက်အောင်နော်ထောက်ကြော်လို့လည်းမရဘူးတစ်ပေါက်ကြော်သွားတယ်တစ်ပေါက်တော့ပြဲသွားရင်တတိယအသေးလေးနဲ့အညံ့တော့ပိုကောင်းတယ်ဆက်မှာအကြည့်ဖြစ်နေတယ်တစ်ပေါက်လောက်ဒီမှာလုံးမိသွားတယ်အဲ့ဒါပြန်ပြီးတော့ဒီဘက်ကိုလည်းတကြည့်ခွဲပါမယ်ဒီမှာသူနဲ့6စိတ်လောက်ခွာပြီးတော့တောင်းလို့ရမယ်ပေါ့နော်လုံးပဲလားတောင်းလို့ညှက်ပါမယ်ဒီဘက်ကိုလည်းဒီလိုတောင်းလို့ညှက်ပါမယ်တကြည့်အမြင့်ရှင်မယ်လားဆုံးဒီလိုလေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဘာလို့မဆိုတော့ဒီကောင်ကိုအထဲကိုဒီလိုလေးအထဲကိုတကြည့်တော့တာမရောက်လို့ရှိရင်တော့လှန်လို့ရှိရင်ရုပ်ဆိုးတယ်နော်
ဆိုဒါလေးကိုဒီလိုထဲကိုလမ်းလိုက်ပါမယ်နော်ဒီလိုလေးရသွားပြီဆိုတော့ကျတို့ကအထဲကဒီမှာဒါကြတော့ဒီအပေါ်ပေါ့နော်ဒါဒီလိုလေးရသွားပြီနော်ခောက်လိုက်ပြီညီချောင်လေးဖောင်းချောင်းလေးပေါ်နေအဲ့ဆိုအိတ်ကက်ထည့်ရမှာအိတ်ကက်ထည့်မှာမို့လို့ဒါလေးကိုညီချပါမယ်နော်ဒါလေးတော့ညီချမယ်ဒီဘက်ကလည်းအဲ့လိုပဲဒါလေးကိုဒီတော့ညီလောက်ဆက်ဒီတိုင်းချတာချတာပြီးရင်တို့ဒီရဲ့အပေါ်ဘက်ကဒီအပေါ်ချမ်းကနေအရင်ဆုံးကတော့အရှိရှစ်လက်မခွဲယူထားတဲ့ဒီအရှိလေးကိုပေါ့နော်အရှိလေးကိုတက်မယ်အရှိလေးတက်တဲ့ချိန်ကျတော့တို့ကဒီဘက်ကနေဒီမှာပါဒီရဲ့ဒီလိုတက်ပါမယ်နော်ဒါဒီမှာလေးဒီပင်းရဲ့ဒီအပေါ်ကနေဒီလိုတက်တဲ့ချိန်ကျတော့ဒီမှာတို့က6လက်မယူထားဆိုတော့တိပဲဒီလိုလေးတက်ပါမယ်ဒီမှာနော်ဒီလိုလေးတွဲလိုက်တာဒီအောက်ကအဖက်နဲ့ဒါနဲ့အဆိုချာပြားလေးကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီပုံစံဖြစ်သွားတယ်ဒီလိုလေးဒါအပေါ်ဘက်ဒီမှာနော်အဲဆိုအဲ့ပေါ်ဒီမှာအိတ်ကအထဲကိုဝင်စလို့ဖြစ်သွားတယ်ဆိုတော့ဒီရဲ့အထဲကဒီရဲ့အောက်ထက်ကဒီအောက်ကကျတော့ဒီမှာအဲ့ဒါဖုံးဖို့တက်ကြတော့အရွက်အသေးသူကကျတော့6လက်မ9လက်မကိုညှစ်ထားတဲ့ဒီရဲ့အတူနဲ့သူကလည်းဒီလိုပဲအထဲဘက်ကနေပဲဒီအထဲဘက်ကနေပဲဒီလိုပိတ်မှာညာနော်ဒီချုပ်ပါမယ်ချုပ်တာဆိုရင်ကပြပေးမယ်နော်ရှာတိုင်းနော်ချက်သွားဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားရလဲပြမယ်ဒီမှာဒီရဲ့ဖက်လေးတစ်ခုကတော့ဒီမှာညီသွားပြီတွေ့လားခုနတူရှည်တက်လက်မောက်ကွာယူထားတာဒီမှာညီသွားပြီနော်ခုကျတော့ဒီလိုညီသွားပြီဒီမှာအဲ့လိုညီသွားပြီဆိုလို့ရှိရင်တော့ဒီမှာနော်ဒီလိုလေးချမယ်ချပြီးဒီအိတ်ကက်ကိုတုပ်ရပါမယ်ဒီမှာတုပ်တဲ့အချိန်ကကျတော့နော်ဒီရဲ့အိတ်ကက်နှစ်ခုကိုဒီမှာတညီလေးခုနတို့ချထားဒီအိတ်ကက်တညီလေးဒီအချွန်လေးကိုလည်းဒီလိုလေးဒီဆဲပြီးတော့ဒီလိုဖြည့်ထားမယ်ဒီဘက်ကဟောညီလားကြည့်မယ်လို့နော်ဒီလိုတိလေးချမယ်ဒီဘက်ကနေဒီဘက်ဒီရဲ့တောက်ဆွန်လေးကိုပြပြီးဆိုလို့ရှိရင်ဒီဘက်ကဒီမှာတောင်းလေးကိုကြည့်ပါမယ်ဒီတောင်းလေးဒီလိုလေးဖြစ်သွားရင်နော်ပြဆိုရင်ဒီဘက်ဆန်းကိုလည်းတုပ်ပါမယ်အဲ့ဒါဆိုဒီမှာပါကျတော့ဒီဘက်ချမ်းနဲ့ဒီဘက်ချမ်းဒီအချွန်လေးရဲ့အထဲကိုလည်းပြန်ကြည့်မယ်တို့ဒီမှာနော်ဒီထောက်ရလည်းညီရမယ်ဒီဘက်တောက်လေးလည်းညီရမယ်ဆိုတော့ဒီဘက်ကလည်းညီရမယ်ဒါလေးကိုဒီလိုဆွဲပြီးတော့ဖြည့်ပါမယ်ဒီစားလေးကြည့်ပါတက်ပြီးသွားဆိုရင်မမအသားညက်လည်းမရပါဘူးဒီလေးရသွားပါပြီနော်ကဲရသွားပြီဆိုတော့တို့ကချဲတို့ကဒီအိတ်ကဒါကြတော့ဒီလိုအဟာလေးပေါ့နော်သူကအလှဖိတာပါတယ်အလှဖိတာပါတဲ့အတွက်ကြောင့်မို့လို့ချဲတော့ဒီမှာနော်ဒီဘက်နဲ့ဒီမှာတစ်စုံရသွားပါပြီတစ်စုံနော်အဲ့ဒါကိုအလှဖိတာပြန်ချဲအလှဖိလို့ရှိရင်တို့ဘယ်လိုဖိလဲဆိုတော့ဒီရဲ့ဒီမှချမ်းနော်ဒီမှချမ်းမှာဒီတစ်ချမ်းကိုအရင်ဖိမှဆိုဒီတစ်ချမ်းကဒီဘက်ကိုကြွနလာဖိပြီးမှဒါပို့မှာဒီအပေါ်ဆုံးရဲ့အထက်ကိုအရင်ဖိမှာဟုတ်လားဒီဒေါင်းနာရီကနေရှင်နေကြဆက်ပြအောင်နော်
ဒီထိတ်ကနေအောက်ကမင်းဒါစားပြီးမှဆိုလို့အနောက်ထိလိုက်တာတော့ပို့ပြီးတော့အဆင်ပြေတယ်ထိတယ်ဒီထိပြီးလို့ရှိရင်ဒီတည်းတစ်တစ်ခွာကိုထည့်လိုက်အဲ့လိုညှပြီးတော့အဲ့ဒါဒီလိုမျိုးအလှကြောင်ဖိထားလေးရတယ်မဖိလည်းရတယ်ကိုယ်အကြိုက်ပါပဲဆရာဖိပေးလိုက်ပါတယ်ကဲအစိုးဖတ်အိတ်တေးလေးရှာသွားပါပြီနော်ဒီမှာအကဲထည့်လို့ရတယ်။ပေါ့။ဆိုထဲမှာကျတော့ဘယ်လိုမလဲဆိုတော့ဆရာတို့ဒီမှာဒီလိုနှစ်စညီသွားရင်နော်ခုနကအပို့ယူထားတဲ့ဟာကိုညီသွားရင်ဆိုတော့ကျတော့ဒီရဲ့ဘေးလေးကိုတော့ပိတ်မှာဒီအစလေးကိုဆက်လိုက်ဒီရှယ်တော့ပတ်လေဓာတ်စားလိုက်ပါမယ်။ကဲအဲ့ဒါဆိုရင်မှာဓာတ်ပတ်လေစားလိုက်ပါပြီ။စားပြီးတိုင်းဆိုရင်ရပါပြီဒါဆိုလို့ရှိရင်ဒီမှာဟောအိတ်ကလေးနဲ့တစ်ကလေးစားတိုင်းနော်နောက်တစ်ဆင့်လေးကဲဘယ်ဒီပဲမနေ့အိတ်ကလေးရပြီနော်ဒီနေ့ဖြစ်ရမယ်ဒီရက်ကွာဝလေးညံနော်ဒီရက်ကွာဝလေးညံနော်ဒါတော့အလှမဖြစ်ရသေးဘူးเนาะဆက်သွားပါပြီစင်ပြကြပါစေရှင်